ခုနောက်ပိုင်း Telegram SME feed ဖြစ်နေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်မျှဝေပေးတာပါကျွန်တော်တို့ Telegram SME ဖြစ်နေတဲ့မိတ်ဆွေတွေအတွက် Telegram ပြန်သုံးမယ်ဆိုရင်ကျွန်တော်တို့ဒီ version လေးတွေကို version လေးတွေအသုံးပြုပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဘယ်လောက်ကနေစသုံးသင်လဲဆိုရင်ကျွန်တော်တို့ကဒီ March 31 2026 လောက်ကနေကျွန်တော်တို့စာပြီးတော့ဒီနောက်ပိုင်းတွေကိုပဲသုံးပြီးတော့ဝင်ပေးပါနောက်ပြီးတော့ကျွန်တော်တို့အကောင့်ဝင်တဲ့အခါမှာကျွန်တော်တို့အကောင့်ဟောင်းဝင်မယ်ဆိုရင်အကောင့်ဟောင်းဖွင့်ထားတော့က Gmail ကိုကျွန်တော်တို့မှတ်မိဖို့လိုပါတယ်ခုနောက်ပိုင်းနေဖြစ်နေတာကကျွန်တော်တို့အကောင့်ဝင်တဲ့အခါမှာဖုန်းနံပါတ်ရိုက်ထည့်ပြီးတော့ Gmail တောင်းတဲ့နေရာရောက်ရင်သူ Telegram ကအရင်ချိန်ထားတဲ့ Gmail ကိုတခါတည်းကုတ်တန်းမပို့ပါဘူး Gmail ထည့်ခိုင်းပါတယ်အဲ့ဒါကိုလူချို့က Gmail အသစ်ချိန်ခိုင်းနေထင်ပြီးတော့ Gmail အသစ်ကိုထည့်ပေးကြပါတယ်အဲ့ဒါကတော့လုံးဝမှားတဲ့အချက်ပါဘာလို့ဆိုတော့ Gmail ရှိပြီးတော့နောက်ထပ် Gmail အသစ်ကိုထည့်လိုက်လို့ရှိရင် Gmail နောက်တစ်ခုထပ်ထည့်တာဖြစ်တဲ့အတွက် error တက်ပြီးတော့ SME fee ဆိုပြီးတော့ဖြစ်သွားပါတယ်အဲ့လိုမျိုး SME fee ဆိုပြီးတော့ကြုံနေရကကြာရင်ကျွန်တော်တို့ account ကိုပြန်ထွက်လိုက်ပါ SME fee နေရာကနေပြီးရင်ကျွန်တော်တို့အဲ့ Telegram ကိုဖြစ်ထားလိုက်ပါဖြစ်ပြီးရင်ကျွန်တော်တို့ကတရက်သို့မဟုတ်2ရက်ဆောင်ပြီးတော့ကျွန်တော်ပြထားတဲ့ဒီ2026 March 31လောက်ကနေကျွန်တော်တို့ပြန်စားပြီးတော့ဒီနောက်ပိုင်း version တွေကိုသုံးပြီးတော့ပြန်ဝင်ကြည့်ပါအဲ့ဒါဆိုရင်အဆင်ပြေပါလိမ့်မယ်ကောင်းတဲ့ဖွင့်တဲ့မိတ်ဆွေတွေအတွက်ကတော့ကျွန်တော်တို့ Play Store ကနေဆွဲတဲ့နောက်ဆုံး version နဲ့ဝင်ထားပြီးတော့ SME fee ဖြစ်နေလို့ရှိရင်အဲ့ဒါနဲ့မဝင်ပါနဲ့ကျွန်တော်ပြထားတဲ့ဒီ2026 March 31ကနေကျွန်တော်တို့ပြန်ဝင်ပါMarch 31ကနေပြန်ဝင်ပြီးရင်ကျွန်တော်တို့ SME fee Play Store version နဲ့မိထားလို့ရှိရင်ကျွန်တော်ပြောသလိုပဲ2ရက်လောက်စောင်းပေးပါ2ရက်လောက်ဆောင်ပေးပြီးတော့ကျွန်တော်ပြောထားတယ်2026 March 31နောက်ပိုင်း version တွေနဲ့ပြန်သုံးကြည့်ပါတခုရှိတာကကျွန်တော်တို့အသက်ဖွင့်တဲ့အခါမှာလဲကို့မှာရှိတဲ့ Gmail ကတခုတည်းဆိုရင်အရင်တော့က Gmail တခုချိန်ဖူးထားတယ်ဆိုရင်ကျွန်တော်တို့ Gmail နဲ့မရပါဘူး Gmail အသစ်တခုဖောက်လိုက်ပါဖောက်ပြီးတော့ Gmail နဲ့ပြန်ပြီးတော့ဝင်ကြည့်လိုက်ပါအဲ့ဒါဆိုရင်အဆင်ပြေပါလိမ့်မယ်တကယ်လို့အဆင်မပြေဘူးဆိုရင်ကျွန်တော်ရဲ့ CV မှာလာပြီးတော့မေးမြန်းမှာကျွန်တော်ပြုလုပ်ပေးပါတယ်အဲ့ဒါလေးမျှဝေပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်